ဝိတ်ချကျင်လာတဲ့ဂျင်းတွေအပ်တယ်ဓာတ်ရက်တွေလုပ်တယ်ဒါပေမဲ့တစ်ပတ်နှစ်ပတ်လောက်နေတော့ဆက်မလို့ဖြစ်တော့ဘာသာစကားတခုကိုကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ချင်လာတယ်စာအုပ်တွေဝယ်တယ်သင်တန်းတွေအပ်တယ်ဒါပေမဲ့တစ်လနှစ်လလောက်ပြီးတော့ဆက်မလို့ဖြစ်တော့ပြန်အသားရည်လှကျင်လာတဲ့ skin care တွေဝယ်တယ် skin care တွေလုပ်တယ်ဒါပေမဲ့တိတ်မကြဘူးရက်သွားပြန်ရောဒီလိုတွေမကြာခဏဖြစ်လာတော့ရလက်တွေမထွက်ဘဲနဲ့အချိန်တွေကုန်လာတယ်အဆိုးဆုံးကတော့ကိုယုံကြည်မှုတွေကြာဆင်းလာတာဖြစ်ပါတယ်ဒါကြောင့်စတင်ဖို့ကလွယ်တယ်ဆက်လုပ်ဖို့သာခက်တာလို့လူတွေကပြောကြတာဖြစ်ပါတယ်ဒါတွေဘာလို့ဖြစ်ရတာပါလဲအဖြစ်များဆုံးအကြောင်းရင်း၃ခုကဒီလိုပါပထမချက်ကရလက်တွေကိုမြင်မြန်ဆန်ဆန်လိုချင်နေလို့ဖြစ်ပါတယ်အဲဒီတော့ကိုမှန်းထားသလောက်ရလက်တွေမြင်မြန်ဆန်ဆန်မထွက်လာတဲ့အခါမှာအလွယ်တကူစိတ်တက်ကြသွားပြီးဆက်မလို့ဖြစ်တော့တာပါရောမမျိုးတရက်တည်းတိဆောက်ခဲ့တာမဟုတ်ပါဘူးနေ့စဉ်နေ့တိုင်းအုတ်တလွှာချင်းစီဖြည်းဖြည်းချင်းတိဆောက်ခဲ့တာပါဒီနေ့စောက်ပြီးမနှက်ဖြန်ပြီးချင်းတပတ်ခါပြိုကျသွားပါလိမ့်မယ်ဒုတိယချက်ကကောက်ရိုးမီလို့ထတောက်တက်တဲ့အကျင့်ကြောင့်ဖြစ်ပါတယ်တကယ်တော့စိတ်အားတက်ကြွမှုဆိုတာကောက်ရိုးမီနဲ့တူပါတယ်အမြဲတမ်းအရှိန်ပြင်းပြင်းတောက်လောင်မနေနိုင်ပါဘူးအမြဲတမ်းတောက်လောင်နေဖို့လောင်စာထည့်ပေးဖို့လိုပါတယ်စီကံကအကောင်းဆုံးလောင်စာဖြစ်ပါတယ်ကိုယ့်ဘာသာကိုစီကံချကိုချတဲ့စီကံကိုယ့်ဘာသာကိုရအောင်လိုက်နာနိုင်မယ်ဆိုရင်တဝက်တစ်ပြက်နဲ့ရက်တန့်သွားတဲ့ကိစ္စတော်တော်များများပြေလည်သွားပါလိမ့်မယ်နောက်ဆုံးချက်ကအခက်အခဲတွေနည်းနည်းကြုံလာတဲ့အလွယ်တကူလက်လျှော့ခြင်းနေတဲ့စိတ်တကြောက်ပါနည်းနည်းလေးပိုခက်လာတာနဲ့နည်းနည်းလေးပိုပင်ပန်းလာတာနဲ့နည်းနည်းလေးရှုံးနေလာတာနဲ့အလွယ်တကူပဲလက်လျှော့ရှုံးပေးလိုက်လို့ပါတစ်ခါနှစ်ခါလောက်လဲကျလိုက်တာနဲ့ပြန်မထခဲ့ဘူးဆိုရင်ကျွန်တော်တို့တွေငယ်ငယ်ကတည်းကလမ်းတောင်လျှောက်တက်ခဲ့မှာမဟုတ်ပါဘူးဘဝဆိုတာလက်ဝဲကြိုးဝိုင်းနဲ့တူပါတယ်လဲကျတာနဲ့ရှုံးပြီလို့မကြင်ညာပါဘူးကိုပြန်မထတော့မှရှုံးပြီလို့ကြင်ညာတာပါဒါပေမဲ့ဝမ်းနည်းစရာကောင်းတာတစ်ခုကရှုံးပြီလို့မကြင်ညာခင်ကိုကစပြီးအရှုံးပေးလိုက်တာပါအခွင့်ရှင်ပြန်ဆုံးကြပါသေးတယ်ကျွန်တော်ဒေါက်တာဟိန်းတပါ